ရေလေးတငုံတောက်လိုက်ရုံပဲမျက်စိတမိတ်အတွင်းမှာသူတဲကနာရအလဲကိုရောက်သွားတယ်ဗျတောက်မှတင်မဟုတ်ဘူးနော်သူခန္ဓာကိုယ်ကရေနဲ့ထိလိုက်တာနဲ့တင်ဒီကနာရတဲ့ကိုတန်းရောက်သွားတာဘာတွေဖြစ်နေမှန်းသူလည်းမသိတော့ဘူးဒီငရဲကနေလွတ်ဖို့ပဲအသေးအတန်စူးစမ်းရတော့ပါပေါ့ပူပြင်းတဲ့နေရောက်မှာအကြာကြီးလမ်းလျှောက်ပြီးတဲ့နောက်ကံကောင်းထောက်မစွာနဲ့ OA စစ်လေးတစ်ခုကိုသူတွေးလိုက်တဲ့ရေငက်လုံးလို့အားရပါရတောက်လိုက်မိတဲ့အချိန်မှာတော့အိမ်မက်ဆိုးကပြန်စတာပဲသူကနာရတဲ့ပြန်ရောက်သွားပြန်ပြီးတောက်လိုက်တဲ့ရေတွေကလည်းပါဆက်ထဲမှာတဲတွေဖြစ်သွားတယ်လေဒီတစ်ခါတော့သူတကယ်ကြီးစိတ်တကြသွားပြီးငါချိန်စာများမိနေတာလားဆိုပြီးတောင်တွေးမိတဲ့အထိပဲဒါပေမဲ့သူအရှုံးမပေးဘူးအရင်လမ်းအတိုင်း OA စစ်ကိုပြန်ရှာတယ်ဒီတစ်ခါတော့ရေကိုမတောက်တော့ပဲဘေးကနေပဲကြော့ဖြတ်သွားလိုက်တယ်ကံကောင်းကျင်တော့ဒီတစ်ခါသူကနာရတဲ့ပြန်မရောက်သွားဘူးဗျပင်ပန်းနွမ်းနယ်နေတဲ့ခန္ဓာကိုယ်ကြီးကိုဆွဲပြီးကုန်းမြင့်တစ်ခုပေါ်ရောက်သွားတဲ့အချိန်မှာကားတစ်စီးဖြတ်လာတာနဲ့တိုးတော့ပါပဲဝမ်းသာအားရလက်တားပြီးကားပေါ်တက်လိုက်နိုင်ပြီဆိုတော့မှသူတက်ပြင်းချနိုင်တော့တယ်ဘေးကကားသမားကကမ်းပေးတဲ့ရေဘူးကိုဘာမှမစင်စားပဲတငုံတောက်လိုက်မိတဲ့အချိန်မှာတော့အတိတ်ကဒဏ်ရာဟောင်းကြီးကဝုန်းခနဲ့ပြန်ပေါ်လာတာပေါ့မျက်တောင်တစ်ခတ်အတွင်းမှာပဲသူကနာရတဲ့ပြန်ရောက်သွားပြီးပါဆက်ထဲတဲတွေတလုတ်တခဲကြီးဝင်သွားတယ်သူစိတ်တွေလုံးဝပေါက်ကွဲသွားပြီးဒေါသတွေအာဝါဒတွေနဲ့တင်းခံနေတဲ့သူ့ပုံစံကတကယ်ကိုယူသွတ်နေတဲ့လူတစ်ယောက်လိုပါပဲအဲ့ဒီလမ်းကိုသူပြန်သွားခဲ့တယ်အရင်တစ်ခေါက်ကကားကိုပဲထပ်တားလိုက်တာအရင်ကတင်ခန်းစာရထားတော့ကားသမားပေးတဲ့ရေကိုလုံးဝမတောက်ပဲအိမ်ရောက်ပြန်ခဲ့တော့တယ်အိမ်ထဲခြေချမိတော့မှပဲတက်ပြင်းချနိုင်တော့တယ်ဗျာဒါပေမဲ့လူကတော်တော်လေးပန်းနေပြီးရေကလည်းတအားစာနေတာငါအိမ်ပြန်ရောက်နေပြီပဲဒီချိန်စာကပြေလောက်ပါပြီဆိုပြီးခွက်ထဲရေခဲတွေပြည့်ထည့်လက်ချောင်းလေးနဲ့ရေတစ်စက်တို့ပြီးမြည်ကြည့်လိုက်တယ်ဟောကြည်စမ်းတဲကန်နာရတဲ့ပြန်မရောက်သွားဘူးဗျအဲ့ဒါနဲ့ပဲသူလဲဝမ်းသာအားရရေတစ်ခွက်လုံးမောချလိုက်ပြီးအိမ်ရှိကရေကူးကန်နဲ့ဘုံခနဲ့ခုန်ချလိုက်တာပေါ့အရသာကတော့ရှယ်ရဲဒါပေမဲ့နောက်တစ်စက္ကန့်မှတင်ဝုန်းဆိုတဲကန်နာရတဲ့ပြန်ရောက်သွားပြန်ရောတစ်သက်လုံးမျက်ရည်မကျဘူးတဲ့သူတောင်အဲ့ဒီအချိန်မှာတော့အားကိုးရမယ်ပြီးငိုချလိုက်မိတော့တယ်အဲ့ဒီမှာတင်သူတစ်ခုတတိယသွားတယ်အရင်ကလမ်းသွားလမ်းလာတယောက်သူ့စီမှာရေလာတောင်းကသူကသွားဆန်းဆိုပြီးမောင်းထုတ်ခဲ့တာကိုအဲ့ဒါချိန်စာကနေလွတ်မြောက်မဲ့နေလန်းပဲဆိုတာသူချက်ချင်းသဘောပေါက်သွားတယ်သူလဲအဲ့ဒီလူလို့တလို့ပဲတခြားတယောက်စီမှာရေသွားတောင်းကြည့်တယ်သူထင်တဲ့အတိုင်းပါပဲအမျိုးသမီးတယောက်ကသွားဆန်းပါလို့អော်လိုက်တဲ့အချိန်မှာပဲအဲ့ဒီအမျိုးသမီးဟာတဲကန်နာရတဲ့ကိုချက်ချင်းပျောက်ကွယ်သွားပြီးသူကတော့နယံကိုမူရင်းအေးအေးဆေးဆေးပြုံးနေနိုင်ခဲ့ပါတော့တယ်